အစ္စရေးနိုင်ငံအနှံ့ပြင်းထန်သောတောမီးများလောင်ကျွမ်းနေပါတယ်။လူပေါင်း1000ကျော်အိုးအိမ်ဆုံးခွာထွက်ပြေးခဲ့ရပြီးအိမ်ခြေပေါင်း100ကျော်ပျက်စီးနေပါတယ်။ဤဖြစ်ရပ်နှင့်ပတ်သက်ပြီးလူမှုကွန်ရက်များပေါ်တွင်ဆိုးရွားသောမှတ်ချက်များကလည်းထွက်ပေါ်လျက်ရှိပါတယ်။နိုင်ငံရေးအမြင်ကွဲလွဲမှုများကိုအခြေခံကာရက်စက်သောသဘောထားများကိုလူအများစုကပြသနေပါတယ်။အထူးသဖြင့်အစ္စရေးကဒါကိုခံစားတင်တဲ့သူတို့အစိုးရရဲ့လုပ်ရက်တွေကြောင့်ဒီပေးကြုံရတာစသဖြင့်နိုင်ငံရေးအရာဆွဆွဲသည့်မှတ်ချက်များပြန့်နှံ့နေပါတယ်။ထို့ကဲ့သို့ရက်စက်သောမှတ်ချက်များပြလာနေခြင်းသည်လူသားချင်းစာနာမှု၏အခြေခံသဘောတရားများကိုမေးခွန်းထုတ်เสียဖြစ်လာစေပါတယ်။ဖြစ်ရက်ကကျွန်ုပ်တို့အားအရေးကြီးသောမေးခွန်းတစ်ရပ်ကိုစဉ်းစားမိစေပါတယ်။ကျွန်ုပ်တို့သဘာဝဘေးဒုက္ခကိုနိုင်ငံရေးအမြင်ဖြင့်ခံယူသင့်ပါသလားသို့မဟုတ်လူသားချင်းစာနာမှုအရာဆက်ဆံသင့်ပါသလားဒါပေမဲ့သဘာဝဘေးကိုနိုင်ငံရေးလက်နက်အဖြစ်အသုံးမချသင့်ဟုမိဘနှင့်ပတ်သက်သောဝေဖန်မှုများကိုတုံ့ပြန်မှုများလည်းရှိခဲ့ပါတယ်။လက်တလုံးမှာတော့ Greece နှင့် Cyprus နိုင်ငံတို့မှမိသက်လေယာဉ်များဖြင့်အကူအညီပေးရန်စီစဉ်နေကြောင်းအစ္စရေးအစိုးရကကြေညာခဲ့ပါတယ်။